ဇလန်းလေးရဲ့အစမှာတော့ချင်မီဆိုတဲ့ကောင်မလေးနဲ့သူ့ချစ်သူကလမ်းခွဲဖို့ဆုံးဖြတ်ခဲ့ကြပါတယ်။ချင်မီကောင်လေးကတော့စင်းလေးတောက်နေအငွေတွေထွက်လာတော့ချင်မီကပြတင်းမဖွင့်လိုက်ပါတယ်။မကြိုက်လို့လားလို့မေးတော့ချင်မီကမဟုတ်ပါဘူး။ရှင်မွေတဲ့စင်းလေးတစ်စိတ်တိကြိုက်တယ်လို့ပြောပါတယ်။အချင်မဲကောင်လေးကနေပြီးမင်းကငါကြိုက်တယ်ကြီးလမ်းနေခဲ့တာ။ငါကြိုက်တဲ့ရင်မွေအစားအစာအတုံးဆောင်နေရစအဲ့တိုင်းပဲကြားတော့ငါလည်းညင်းငွေလာပြီဆိုပြီးကားပေါ်အစင်ကလမ်းခွဲလိုက်ပါတယ်။အပြင်ရောက်တော့ချင်မီကစင်းလေးတောက်ကအတိတ်ကိုပြန်လက်နေခဲ့ပါတယ်။အချင်ကသူ့သွားချင်ခဲ့တဲ့ကမ်းခြေကိုနေတိုင်းလောက်ဖို့ပဲပြောပေမဲ့တခါတော့ပို့ပေးခဲ့ပြီးအမြင်နဲ့ဆိုတာအချောင်မိတာလို့ပြောပါတယ်။စပီရှိထားရင်လာမယ်လို့ပြောလို့ထားခဲ့ပေမဲ့လည်းကောင်လေးကတတိတောင်မရခဲ့လို့ငိုကြွေးရင်အိပ်ပျော်သွားပါတယ်။အဲ့ရထားတော့သူ့စပင်မဲ့ကြွတ်တကောင်ညှိပြီးတည်နေတာမြင်တော့သူကအမြန်ပဲခေါင်းတော့လျှော်လိုက်ပါတယ်။ပြီးတာနဲ့စပင်ညက်မယ်ဆိုပြီးသူညမကိုကကြီးသွားယူခိုင်းလိုက်ပါတယ်။အဲ့ချိန်မှာအားလို့အော်တန်ကြတော့သူညမကကြီးဆိုင်အပေါ်အမြန်တက်လာခဲ့ပေမဲ့လည်းသူ့အမခေါင်းမပါပြီးမတည်နေတာကိုမြင်နေရပါမယ်။နောက်နေ့ချင်မီရီစာဟောက်စီဖုန်းတစ်ခေါက်ဝင်လာပါတယ်။သူကကန်လက်ပင်ပဲတွားကြည့်တဲ့အတန်ကြားလို့ပြန်ချလိုက်ရပါတယ်။သူကတော့တွေးပေါ်ဒါချင်မီအိမ်တွားကြိတ်တဲ့အတန်ဆိုပြီးမဖြစ်နိုင်တော့ပါဘူးချင်မီကစုံမိပဲဆိုပြီးသူ့လက်ရှိကောင်မလေးကိုကြည့်ပြီးဒီတိုင်းထားလိုက်ပါတယ်နောက်နေ့အတူပါနေမဲ့ချင်မီညီမလေးရဲ့ကြွချဖို့သူ့အဖေတမီတောင်းတော့သူ့ဖေကသူကိုယ်တိုင်သွားမယ်ဆိုပြီးပြောပါတယ်ဒါမဲ့သူ့အဖေကအပေါ်ရောက်ပြီးပြန်လာတော့ကြာတော့သူလည်းလိုက်သွားပါတယ်အဲ့ကိုရောက်တော့သူ့အဖေကနှလုံးလှန်ပြီးတည်နေအောင်တွေ့လိုက်ရပါတယ်ချင်မီညီမလေးကတော့အရှိကိုကြည့်လိုက်တော့ပျောက်နေတဲ့ချင်မီကောင်မြင်လိုက်ရပါတယ်စပင်တွေကနေရာစုံချီထိုင်းနေပေါ့သူကတော့တော့ကုညီပဲလုပ်ပြီးမှသူ့လက်ပဲတရရခဲ့ပါတယ်နောက်တော့ချင်မီကောင်ပြစ်ထွက်သွားပြီးပျောက်သွားပါတယ်နောက်ရက်မှာတော့ချင်မီကိုထားခဲ့တဲ့ရီစားဟောင်းနေရာစုံကနေစပင်းတွေဖောက်ထွင်းသားကခနာကိုအစစ်စိတ်မှာပြအောင်သူမျက်နှာပါတယ်ဆိုတဲ့စပင်းတွေပဲဆွပြစ်လိုက်ကဇလန်းလေးလည်းပြီးဆုံးသွားပါတော့တယ်